နတ်တွေကတော့လည်းကျွန်တော်အနေနဲ့တော့မှန်တိုင်းပြောရင်ယုံကြည်မှုကျွန်တော်ရှိပါတယ်။ယုံကြည်မှုရှိရတဲ့အကြောင်းတွေရတယ်ယုံကြည်မှုရှိရတဲ့ဖြစ်စဉ်တွေကျွန်တော်ဘဝမှာအများကြီးဖြစ်ပါတယ်။ဖြစ်တဲ့အတွက်ကျွန်တော်နတ်တွေကိုဟုတ်လားဒီနာမ၅ပါးပြီးဒီနတ်တွေကိုကျွန်တော်လေးစားမှုရှိတယ်။သူ့ရဲ့စီမင်းစည်းကမ်းသူ့ရဲ့အစဉ်အလာတွေကိုကျွန်တော်နှိမ့်ချက်တယ်အင်္ဂါသားကြီးဖြစ်ပါတယ်ဘုရားနန်းရှိမှာနေနန်းရှိအရက်ကရွှေကြည်တို့ဥစိန်မြင့်မှာဘုရားဥစိန်မြင့်ဒီအသက်လက်ရှိပါရစေအသက်တော်တောင်းပါတယ်ဘုရားဖုံးကြီးလို့တက်ရှိလို့ဖုံးကြီးပါရစေဘုရားပြင်းစားတော့လေပြင်းစားတော့ရွေချက်ကလေးကဒီပွဲပေးပြီးတော့ဆူတောင်းဖို့ပေါ့ပွဲတည်ရင်ပြီးတော့ဆူတောင်းဖို့ဒီလောက်ပဲရည်ရတာပေါ့နောက်မဲ့ရင်းနဲ့ကိုစောမင်းတို့ကလည်းထောက်ပံ့ရှိမယ်အမီးတွေကလည်းတရားကနာလေးလို့လုပ်ပါနောက်သာကျွန်တော်ကိုစောင့်ရှောက်နေတဲ့ရောင်ကညီလေးတယောက်ကလည်းသူကလည်းအငယ်တဲ့တရားကနာလေးတော့လုပ်လိုက်ပေါ့တဲ့တုံးလဲဆိုရင်အငယ်ကားပေးမှမယ်သူပြောတာရဲ့သူကလေးနဲ့ဒါအဆင်ပြေတယ်ထင်တာနဲ့ဒီတရားကနာလေးကိုလုပ်လိုက်တော့ပေါ့ဟုတ်ပါပဲအုံးကြီးကဲနှလုံးသားတော့ကျွန်တော်ကအခြေခံပကြီးရေးလို့နတ်ပကြီးတွေရေးလို့နတ်တွေပူဇော်ပါသခြင်းနဲ့စိတ်ဆန္ဒလေးပါပဲကိုကသူတို့ရဲ့အထောက်ပံ့သူတို့ရဲ့ပံ့ပိုးမှုသူတို့ရဲ့အယောင်အသွေးတွေသူတို့ရဲ့နတ်တို့တွေနတ်တန်တွေနတ်ရွာလာတဲ့ဟာတွေကမမြင်ရပေသည်ကျွန်တော်စောင့်ရှောက်တယ်ဆိုတာကိုယ်တိုင်ရေးတဲ့ခါကျသိတာပေါ့လေဒီဟာကြီးကိုလုပ်ရင်ကျွန်တော်တို့ကကြီးပဲရေးတာနတ်နေနတ်ထိန်နန်းနေရဲ့အစင်လာကိုကျွန်တော်တို့ကမသိဘူးစကားပုံလေးပြောရရင်ဝိဇ္ဇာစကားပိတ်တာနားမလဲဆိုတာမျိုးပေါ့လေအဲ့လိုရှိတဲ့ကဝိဇ္ဇာစကားတွေကိုနားလဲဒီနတ်နေနတ်ထိန်ဈာကန်ဒီနတ်ကရောနဲ့ဒါလေးကိုဖြစ်မြောက်အောင်လုပ်လိုက်တာပေါ့သူကကျွန်တော်တို့ Messenger တွေပေါ့နတ်တွေရေးရတဲ့အကြောင်းရတော့တခုသောကာလမှာကျွန်တော်ရဲ့ကျေးဇူးရှင်မိတ်ဆွေလို့လည်းပြောလို့ရပါတယ်အဲ့ဒီအမကြီးကသူကိုတိုင်းကတော့နတ်ကတော့မဟုတ်ဘူးသို့တော်လည်းသူကနတ်တွေနဲ့ပတ်သက်တဲ့ဟာတွေကိုသူအများကြီးစောင့်ရှောက်တယ်သူ့ရဲ့အောက်လက်ငယ်သားတစ်ဖွဲ့လိုဖြစ်နေတဲ့နတ်ကတော့လေးတွေကိုပံ့ပိုးတယ်ထောက်ပံ့တယ်ကျွန်တော်ဘာလို့နတ်ကတွေကိုကြိုက်တဲ့အချိန်မှာကျွန်တော်သူ့ကိုယ်သူတော့ကျွန်တော်ပံ့ပိုးသွားတယ်ကူညီသွားတယ်လို့သူသိလိုက်မှာမဟုတ်ပါဘူးဒါပေမဲ့သူ့ကအလှတွေကြည့်ပြီးတော့ဒီ advance ဖြစ်တယ်ပေါ့လေ modern နတ်ကလို့ပြောအောင်သူလက်ချိုးတာတွေဘာတွေကယောက်ျားသားဖြစ်ပြီးဒီလက်ချိုးတာတွေခါးနွယ်တာတွေကစပြီးတော့တော်တော်ကိုဖြစ်တယ်သူကမြန်မာမှုလည်းလိုက်စားတယ်တချင်းကြီးတချင်းကလည်းကလေးတယောက်ကကဟန်ဆိုကနေပေါ်မှာကျွန်တော်ကအလူဆွဲစိတ်ထဲမှာဆွဲသွားတာပေါ့ဒီနတ်တွေကိုပတ်သက်တဲ့ခါကျဒီကျောင်းမှာနေတော့တိုက်သူမှာနေတော့လည်းမြန်မာသာအဓိကယူလာတော့နတ်သမိုင်းကျောင်းတော့မသိရတော့လဲဆိုင်ရာတွေကနတ်သချင်းတွေဟုတ်လားလူတွေကချင်းတွေချင်းကန်တွေချင်းကြီးတွေဟုတ်လားခွန်တောက်တွေစသဖြင့်ပေါ့ဒါတွေကဖတ်ခဲ့ရမှတ်ခဲ့ရတဲ့ခါကျတော့ဒါလေးတွေကလည်းကိုအရွယ်ရောက်တဲ့အခါမှာဒီလူကြီးတွေဘဝနဲ့ဒီဘဝကိုဖြတ်သန်းတဲ့အခါမှာဒါတွေကလည်းအဲကျောင်းအသင်ပေးလိုက်တဲ့ဆရာမတွေဆရာတွေရဲ့ကျေးဇူးတွေလည်းတစ်စိတ်တစ်ပိုင်းကျွန်တော်မှပါပါတယ်။နောက်ကျွန်တော်တို့အဖိုးဖွားတွေဘာတွေကလည်းအဲနတ်ပွဲတွေဘာတွေသွားတဲ့အလေးထားကြီးရှိခဲ့တယ်။နောက်ကျွန်တော်အမေကလည်းအလုံးဇာတိပေါ့လေဘုံရွာဟိုဘက်ကအလုံးအဲ့တော့အလုံးမှာလည်းဒီအလုံးဘိုးတော်ကြီးပွဲရှိတယ်လေအလုံးဘိုးတော်ကြီးမှာလည်းကျွဲလဲတွေနဲ့ဗာနဲ့ဆိုတဲ့ဒီဟ
ဝင်လာတာရွာတွေနတ်ပွဲတွင်မှာသူ့ရဲ့အစဉ်လာသူ့ယူရအတိုင်းဆိုကြပြကြကားကြခင်းကြကျင်းကြတာရှိတာပေါ့အမေရဲ့ယူရဖြစ်တဲ့ဘာကြီးရဲ့ယူရဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ဒီတပေါင်းလားအလုံးဘိုးတော်ကြီးပွဲရောက်ရင်အများအားကျွန်တော်တို့အတွက်တာဝန်ယူပြီးတော့လုပ်ပြီးတယ်။အော်တဲ့ရကြီးလာလို့မသွားနိုင်တော့မှအလုံးဘိုးတော်ကြီးပွဲကိုသွားလိုက်တဲ့လူတွေကိုရေစင်မှားတော့ရေစင်တောက်ရတော့ဆိုတော့အဲ့လိုအမေဘက်ကနတ်အစင်လာတွေကလည်းရှိခဲ့တယ်လေ။ရှိခဲ့တဲ့အတွက်ဒီနတ်တွေပေါ်မှာကျွန်တော်ဆွဲလန်းတာမေမောရာယုံကြည်တာလေးစားတာလေးတွေနဲ့အတူကျွန်တော်အချိန်တစ်ခုမှကျွန်တော်37 nut အပြည့်စုံကျွန်တော်ရေးခဲ့ပါတယ်အချိန်ကြာကြာဘုတော်ပတာလို့ဂလိပေးနိုင်ပါစေဗျာဒီပေါ်နတ်အစင်လာတွေနဲ့ဒီနတ်ဒီအားလုံးပေါ့လေနတ်တစ်ပါးချင်းစီ၎င်းနတ်အားလုံးတော်၎င်းဒီအထက်ဘုံအောက်ဘုံနောက်အပြင်39မိနစ်အတွင်း39မိနစ်ဝန်39မိနစ်အပြင်ခြားခြားသောဘုဒ္ဓဝင်လာကြာစွင်လာနတ်တွေကစပြီးတော့ကျွန်တော်က random ရေးခဲ့တာဆိုတော့ဒီပုဂ္ဂိုလ်တွေရဲ့အထောက်အပံ့မရှိဘဲနဲ့နတ်လန်းစဉ်ကိုကျွန်တော်မသိဘူးလေသူတို့သိတဲ့လူတွေကသူတို့ပဲရှိတယ် ကျမ်းမအောင်တော့နေတာပဲပေါ့သမီးရဲ့ခန္ဓာရှိရင်တော့ဝေဒနာရှိလာတာပေါ့ဥသောဝေဒနာရှိတာတဲ့အကိုဥစိတ်မြင့်ကိုလေအိုးပြီးတော့အသက်ရှည်ခြင်းနဲ့အိုးပြီးတော့ဒီပါရမီအကျိုးတွေကိုလုပ်ပေးစီခြင်းဒါရှင်နဲ့ပီတိပါ ဒီနေ့တနေ့တာမိုးလင်းကနေမိုးချုပ်ထိဒီကနာလေးအောင်မြင်မြင်နဲ့ပျော်ရွှင်ရွှင်အားလုံးအပြည့်နာစာမရှိဘဲနဲ့ဒါဒီနေ့ပြီးမြောက်သွားတာဖြစ်ပါတယ်အကြောင်းမို့အဖေရဲ့ကနာပွဲကြီးမှာတရားရန်ကုန်ဆရာဦးစောမြင့်နဲ့အတူသားတို့မော်လမြိုင်မိသားစုများရောအဲ့ဒီကမင်းကျော်စွာဒီကအဖေအမေတို့ကလည်းလာရောက်ပြီးတော့ပါရမီဖြည့်ခွင့်ရတဲ့ကြောင့်ကိုဒီနေ့ကိုလည်းသားတို့ကအမြဲတမ်းမတရားဖြစ်နေမှာပါဖေအဖေသက်ရှိကျမ်းမာပြီးတော့ဘာသာကျိုးသာသနာကျိုးဒေဝတာကျိုးဘုံမီယာအကျိုးလူမှုရေးအကျိုးများကိုတည်ဖို့ထမ်းဆောင်နိုင်သောအမျိုးကောင်းသားကြီးမိသားစုများစက်တိမင်္ဂလာပေါင်းတဲ့မိသားစုများဖြစ်ကြပါစေလို့သားကလည်းအဖေဦးစောမြတ်ကိုစားအဖေဦးစိတ်ကိုမြတ်တာဖို့ဆုတောင်းပေးပါရစေကာယကံဝစီကံမနောကံများနှင့်ပြောမဆိုမနေမထိုင်မဤရိတ်ကိုပို၍စားတော့တဲ့အခြားမှာလည်းအမှားယွင်းမှရှိခဲ့တဲ့ဖြစ်အနေနဲ့လည်းဖွင့်လို့ပြပါလို့အဖေကိုလည်းတောင်းပန်ချင်ပါတယ်ဒီအိမ်မှာဆောက်ရှောက်တဲ့ပုဂ္ဂိုလ်များကိုလည်းတောင်းပန်ချင်ပါတယ်ဖေအားလုံးကျမ်းမာချမ်းသာကြပါစေဖေ ဒီပွဲကိုလာရောက်ပြီးတော့အတူကပျော်ပျော်ရွှင်ရွှင်နဲ့နတ်ချင်းနတ်တန်တွေနတ်ဒိုးတွေနဲ့ပြီးဆုံးခဲ့တဲ့ရက်တရက်ကိုကျွန်တော်မေ့မှာမဟုတ်ပါဘူးလို့ပြောကြရင်ဒီကုန်းချုပ်ပါ